Thai middle class consonants ထိုင်းအလယ်တန်းပြီးကိုလုံးကိုတူတူလေ့လာကြမယ်။ ထိုင်းအလယ်တန်းပြီးစုစုပေါင်း9လုံးရှိတယ်ပေါ့နော်။အလယ်တန်းပြီးဆိုတဲ့အတိုင်းသူ့ဒီစလုံးတွေကိုအတန်ထွက်တဲ့အခါမှာဒီထိတ်ကပေါ့အဲ့ဒီပြီးစလုံးရဲ့အဓိကအတန်ကို flat tone တပြေးညီတဲ့ဆွဲပြီးတော့အတန်ထွက်ပေးရမယ်။ကဲဒါဆိုရင်ပထမဆုံးစလုံးစလိုက်ရအောင်။ကောကိုင်ကောကိုင်ကောကတော့ဒီပြီးစလုံးရဲ့အဓိကအတန်ဖြစ်ပြီးတော့ကိုင်ကတော့သူ့မှာအဓိပ္ပာယ်ရှိရပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကကြက်ကောကိုင်ကောကိုင်နောက်လာမယ့်ပြီးတွေမှာလည်းအဲ့တိုင်းပဲပေါ့နော်အရှိကအတန်ကပြီးစလုံးရဲ့အဓိကအတန်ဖြစ်ပြီးတော့အနောက်ကလာမယ့်ဟာတွေကသူ့မှာသူ့အဓိပ္ပာယ်နဲ့သူရှိရပေါ့ကဲဒါဆိုရင်ဒုတိယစလုံးကိုကြည့်ရအောင်ကြောจานကြောจานကြောကတော့ဒီပြီးစလုံးရဲ့အဓိကအတန်ဖြစ်ပြီးတော့ကျန်းကတော့သူ့မှာအဓိပ္ပာယ်ရှိတယ်သူရဲ့အဓိပ္ပာယ်ကပကံပြကြောจานကြောจานဒါဆိုရင်တတိယမြောက်အလုံးကိုကြည့်ရအောင်ဒေါ်ချက်တာဒေါ်ချက်တာချက်တာရဲ့အဓိပ္ပာယ်ကမကိုက်ဒေါ်ချက်တာဒေါ်ချက်တာလေးလုံးမြောက်ကတော့တောပတက်တောပတက်ပတက်ရဲ့အဓိပ္ပာယ်ကချွန်းတောပတက်တောပတက်ငါးလုံးမြောက်ကတော့ဒေါ်ဒေဒေါ်ဒေဒေရဲ့အဓိပ္ပာယ်ကခလေးဒေါ်ဒေဒေါ်ဒေဒေါ်ဒေငါးလုံးမြောက်က6လုံးမြောက်ကတော့တောတောင်တောတောင်တောင်ရဲ့အဓိပ္ပာယ်ကလိတ်တောတောင်တောတောင်9လုံးမြောက်ကတော့ဘောပိုင်မိုင်ဘောပိုင်မိုင်ပိုင်မိုင်ရဲ့အဓိပ္ပာယ်ကတေရွက်ဘောပိုင်မိုင်ဘောပိုင်မိုင်10လုံးမြောက်ကတော့ပေါ်ပလာပေါ်ပလာပလာရဲ့အဓိပ္ပာယ်ကငါပေါ်ပလာပေါ်ပလာနောက်ဆုံးလုံး9လုံးမြောက်ကတော့အော်အန်အော်အန်အန်ရဲ့အဓိပ္ပာယ်ကဘေးစင်အင်တုံးစလုံးပေါ့နော်အော်အန်အော်အန်ဒါဆိုရင်ဒီပြီးစလုံးတွေရဲ့အဓိကအတန်တွေကိုတူတူဆိုကြည့်အောင်ပေါင်းပြီးအလဲတန်ပြီး9လုံးပေါ့နော်ကောကြောဒေါ်တောဒေါ်တောဘောပေါ်အော်ကောကြောဒေါ်တောဒေါ်တောဘောပေါ်အော်ဟုတ်ပါပြီနောက်ဗီဒီယိုတွေမှာဒီအမြင့်တန်ပြီးနဲ့အနိမ့်တန်ပြီးပေါ့အဲ့စလုံးတွေကိုတင်ပြသွားပါမယ်ရှင်